သွားမလို့လားသွားရတယ်နောက်မှသွားမယ်ဘာကြโอเคပါတယ်တော့မဆောနဲ့လားဝါရတယ်ဖြည်းဖြည်းသွားလမ်းနေရမှာဘယ်လိုလဲမသိလမ်းနေပြုတ်ကြမယ်ဟုတ်မှာဒယ်ရီရောဟုတ်မှာအဲ့ဒါမစားနဲ့လာသမီးရဲ့ပြီးမှဝယ်မယ်လားဟိုထဲမှာလည်းမုတ်တွေရှိတာပဲဘာဖြစ်နေကျန်ဝိုင်းလေး